ရင်တော့ဆိုလို့ရှိရင်ဒီလို BJ နဲ့ဒီသပင်ကိုဖိရကွာအဲ့ဒါတော့မှလေအရန်ကိုရှုပ်ထွေးပြီးတစ်ခါဖိလို့ရှိရင်အပင်20 30လောက်ကျွတ်တယ်ဒီသပင်ရဲ့အနေထားပေါ့နော်အရန်ကိုစိုးရလုံးလို့ဒါပေမဲ့အခုဆိုလို့ရှိရင်ဒီလို B စိတ်လေးနဲ့ဖိရတော့မှပဲကွာဘယ်လိုမှမနေဘူးအရန်ကိုပဲသိရမလားညီချင်းချုပ်ချင်းထွေးချင်းလုံးဝမရှိတော့ဘူးသပင်ကလည်းတစ်ခါဖိမှ2ပင်3ပင်လောက်ပဲကျွတ်တတ်တယ်အများဆုံးပေါ့နော်အများကြီးမကျွတ်တော့ဘူးပြီးတော့သပင်တွေကအရှိမြန်လာတယ်အရင်တော့ထက်ပြီးတော့သပင်ကျွတ်တာတက်တာလာတယ်ပြီးတော့ကျွတ်သွားတဲ့သပင်တွေမှာတပင်ကျွတ်ပြီးဆို2ပင်3ပင်4ပင်5ပင်လောက်ထိပြန်ပေါက်တာအရန်မြန်တယ်ကွာသပင်ကရှည်ရလဲအရန်မြန်တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုရင်ဒီ hair queen ဒီအတွဲလေးကိုပေါ့နော်တေချာလေးသုံးပေးတဲ့အကျိုးကျေးဇူးကြောင့်ပေါ့နော်ဒါလေးကိုတေချာဒါလေးကကြတော့ခေါင်းမချုပ်ခင်မှာသုံးပေးတာ45မိနစ်လောက်နှက်ပေးလိုက်ရုံနဲ့ကွာသပင်အဖျားရဲဆိုတော့လည်းဤစင်းမယ်ပြီးတော့ကျသပင်ကျွတ်တက်တာတယ်သပင်အစ်စ်တွေအများကြီးပြန်ပေါက်တယ်ပြီးတော့သပင်အရှိကအရန်မြန်တယ်ပြီးတော့ဒါလေးကကြတော့ခေါင်းချော့ပြီးတော့ဆန္ဒမဆူမချောက်မှာလိမ့်ပေးရတယ်အဲ့ဒါဆိုလို့ရှိရင်သပင်လေးကပျော့အေးစီစဉ်လေးနဲ့ကွာ rebound လုပ်ထားသလိုမျိုးပုံမှန်လေးတဘာဝအတိုင်းပေါ့နော်လှနေတဲ့အလှလေးတိုင်းသပင်ကိုရမှာကောက်တယ်ဆိုရင်ကောက်တဲ့အလှလေးဖြောင်းတယ်ဆိုရင်ဖြောင်းတဲ့အလှလေးတိုင်းရမှာပေါ့နော်အဲ့ဒီတစ်စုံသာတေချာလေးဆွဲပြီးသုံးပေးရဆိုလို့ရှိရင်သပင်ကတေချာကိုကောင်းလာတယ်အရင်တော့ဆိုခေါင်းဖိလိုက်တိုင်းဟိုသိရမလားသပင်တွေအများကြီးကျွတ်တော့စိတ်ညစ်ခဲ့ရတယ်ကွာအခုဆိုတော့ဘာမှလုံးဝစိတ်ညစ်စရာမလိုတော့ဘူးဒါဆိုလို့ရှိရင်ဒါဒီနေ့ခေါင်းလျှော်ရတော့မှာပေါ့နော်အဲ့ဒါတော့မှပဲသပင်ကဘလို့မှမနေသေးဘူးလက်နဲ့ရှင်းတာလဲဘာမှသပင်ကမှတမွေးမှမကျွတ်တော့ဘူးပေါ့နော်အရန်ကိုပဲကောင်းတယ်ဒီအတွဲလေးကိုတေချာလေးသုံးကြည့်ပြီးပြောချင်ပါတယ်ရှင်တစ်စုံကို39,500ပါ